အခုကကျွန်တော်တို့နေရောက်ဂွန်ဆန်းမြို့မှာရှိတဲ့ကြောင်အန်သုံးလို့ခေါ်တဲ့တန်လန်းကျွော်ကိုသွားမလို့ပါဒီတန်လန်းကို1944ခုနှစ်ကစက္ကူဆက်ရုံအတွက်ကုန်ကျန်းနေတဲ့ကိုဖောက်လုပ်ခဲ့တာလို့တော့သိရပါတယ်ကိုနေတဲ့မြို့မှာရှိတဲ့နေရာမို့တိတ်ပြီးတော့သတိမထားမိပေမဲ့ဒီနေရာကိုရီးယားနိုင်ငံရဲ့မှာနာမည်ကြီးတဲ့ခီးသွားနေရာတစ်ခုလို့တော့ပြောကြပါတယ်တန်လန်းရဲ့ဘေးပင်ညာမှာလူနေအိမ်တွေတအားနီးလို့ရထားဖြတ်သွားတဲ့အခါမှာအိမ်ရှိရပစ္စည်းတွေကိုတင်ဆက်ပေးရတဲ့ထူးခြားတဲ့မြင်ကွင်းမျိုးရှိခဲ့တယ်လို့တော့ပြောကြပါတယ်2008ခုနှစ်မှာတော့ဒီလမ်းကနေရထားပြေးဆွဲမှုကိုရန်နာခဲ့ပါတယ်ဒီလိုင်းကားပေါ်မှာလည်းကျွန်တော်တို့2ယောက်နဲ့ရှေ့ကအတော်ကြီး2ယောက်တို့4ယောက်ပေါင်းပြီးမှကျွန်တော်တို့ကားကိုဆင်းလုံးကားလာတယ်လို့တော့ထင်ရပါတယ်ကားအဲ့လောက်ထိကိုလူရှင်းပါတယ်ခင်ဗျာဒီမှာသွားလာတာအဆင်ပြေပါတယ်ကားထွက်မဲ့အချိန်ကိုဖုန်းထဲကနေကြည့်ပြီးမှကားထွက်မဲ့အချိန်မှန်ပြီးဘတ်စကားမှတ်တိုင်မှာစောင့်ပြီးစီးအောင်ပါပဲဘတ်စကားကတော့လူကိုစောင့်နေုံထုံစံမရှိပါဘူးတကားဖွင့်ပေးတယ်တကားပိတ်တယ်ဒါပြီးတန်းထွက်ပါတယ်ဒီမှာຫນွေဥရာသီဆိုလမ်းဘေးဝဲရမှာတစ်ပင်ပန်းပန်းနေပွင့်ပြီးတော့တအားကိုလှပါတယ်ရာသီဥတုကလည်းမပူမအေးသေးမလို့နေလို့လည်းကောင်းပါတယ်လမ်းကြီးတွေကျဲပြီးမှဒီအမိုက်တွေမရှိဘဲနဲ့တန်ရှင်းတက်ရနေတာကလည်းတကယ်ကိုဂုဏ်ယူစရာပါလေးလဲလေးစားမိပါတယ်ကျွန်တော်တို့သွားမယ့်နေရာရောက်ပါပြီဘယ်နေရာလဲဆိုတာကျွန်တော်တို့ရှားလိုက်ပါအောင်မယ်ကဲတန်လန်းကျေးရွာကိုရောက်ပါပြီခင်ဗျာဒါကတော့1944ခုနှစ်ကစက္ကူကုန်ချမ်းနေဟိုတဲပြီးပြေးဆွဲခဲ့တဲ့ရထားဆက်ကောင်းကြီးပဲဖြစ်ပါတယ်ဓာတ်ပုံရိုက်တဲ့သူတွေများတော့ကျွန်တော်တို့2ယောက်အလှည့်ရောက်ဖို့ရတော်တော်ကိုစောင့်လိုက်ရပါတယ်ဒီမှာဆိုရင်အရင်ခေတ်ကကိုရီးယားကျောင်းဝတ်စုံတွေကိုငှဝတ်လို့ရပါတယ်။ဝတ်လိုက်တာနဲ့1980ခုနှစ်တွေစီကိုပြန်ရောက်သွားတယ်လို့ခန်းစားရစေပါတယ်။သူတို့ဓာတ်ပုံရိုက်ပြီးတာကိုစောင့်ပြီးတော့ကျွန်တော်တို့2ယောက်လည်းအတူတူဓာတ်ဖမ်းခဲ့ကြပါသေးတယ်။ဒါကတော့ Squid Game ထဲမှာပါတဲ့အတိုင်းကိုယ်တိုင်လှုပ်ရှားလို့ရတဲ့တကူနာပါ။ဒီမုံနာမည်ဟိုတော့ကျွန်တော်နာမည်သိချာမသိပါဘူး။ပုံဖော်ရတယ်တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဒါကတော့ဂျပန်စတိုင်အိမ်ဟောင်းတွေပဲဖြစ်ပါတယ်ချိုးဝင်ဓာတ်ပုံရိုက်ကူးရေးစခန်းကိုရီးယားမှာနာမည်ကြီးတဲ့အချစ်ဇာတ်ကားရိုက်ကူးခဲ့တဲ့နေရာဖြစ်ပါတယ်ခွန်ဆန်းမြို့ရဲ့ခေတ်သစ်သမိုင်းကြောင်းကိုလေ့လာနိုင်တဲ့နေရာလည်းဖြစ်ပါတယ်ဒါကတော့ယထာဘေးပင်ညာမှာစောက်လုပ်ထားတဲ့ရှေ့တော့အိမ်တွေဖြစ်ပါတယ်ယထာလက်နဲ့တာနီးလို့ယထာလာပြီဆိုလို့ရှိရင်အရှိမချထားတဲ့ပစ္စည်းတွေကိုပြန်သိမ်းရတယ်လို့ပြောကြပါတယ်အခုကတော့ဒီအိမ်တွေမှာလူနေတာမရှိတော့ပါဘူးဒီခရီးသွားတဲ့လူတွေအတွက်ပြအိုရာအတွက်ပဲထားထားတာဖြစ်ပါတယ်ကဲကျွန်တော်တို့လည်းမိုးချုပ်နေပြီဆိုတော့အိမ်ပြန်လိုက်ပါအောင်မယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ